happy water တွေ E တွေ K တွေအစရှိတဲ့မိုးရစေဝါတွေလူငယ်တွေအသုံးများလာတာကိုတွေ့ရပါတယ်ဒီမိုးရစေဝါတွေရဲ့အန္တရာယ်ဘယ်လောက်ကြီးသလဲဆိုတာကိုဆရာဒီဗီဒီယိုလေးနဲ့ရှင်းပြပေးသွားပါမယ် night life လို့ခေါ်တဲ့လူငယ်တွေစိတ်အပန်းဖြေစရာနေရာတွေမှာစိတ်လွတ်လပ်လို့တားခုံနိုင်မှုအတွက်လူငယ်တွေကဒီ happy water တွေ E တွေ K တွေကိုသုံးဆွဲလာကြတာတွေ့ရပါတယ်ဒီလိုမိုးရစေဝါတွေကိုသုံးဆွဲလာပြီဆိုလို့ရှိရင်မောပတ်မှုတွေလည်းမရှိတော့ပါဘူးကြားကျင်ပုံမြင်စိတ်တွေဖြစ်လာမယ်စိတ်ချမ်းသာလာမယ်နောက်ပြီးတော့အသေးကွဲလာတယ်ဆိုရင်တော့မှပဲအသေးကွဲတဲ့ကိစ္စကိုမေ့သွားမှာဖြစ်ပါတယ်ဒီလိုမျိုးကတော့အမြဲတမ်းဖြစ်နေမှာမဟုတ်ပါဘူးဒါကဆေးအာနိသင်ကြောင့်မှဖြစ်နေတာပါကြရွေးဆေးအချိန်ဆေးအာနိသင်ပြသွားပြီဆိုလို့ရှိရင်ခင်ဗျားလူတွေတယောက်လိုပဲလှော်ရှားချင်စိတ်မရှိတော့တဲ့အတွက်ကြောင့်အစာစားချင်စိတ်ကလည်းရှိမှာမဟုတ်တော့ပါဘူးပုံမှန်ပျော်ရွှင်မှုတွေပျောက်ဆုံးလာမယ်စိတ်ဓာတ်လည်းကျလာမှာဖြစ်ပါတယ်ဒီလိုမိုးရစေဝါတွေကိုခဏခဏသုံးဆွဲမိနေမယ်ဆိုလို့ရှိရင်နှာခေါင်းတွေတောင်းတဲ့သက်ဆိုင်တဲ့ကင်ဆာရောဂါတွေဖြစ်နိုင်ပါတယ်အဆိုးဆုံးကတော့အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အသက်သေဆုံးနိုင်တဲ့အထိအန္တရာယ်ကြီးမှာပါတယ်ခုချိန်မှာလူငယ်တွေသုံးဆွဲခြင်းလာအောင်အန္တရာယ်မရှိတော့ဘူးလို့ထင်မြင်လာအောင်ဒီဇိုင်းပုံစံလှလှလေးတွေနဲ့ထုတ်လုပ်လာကြတာကိုတွေ့ရပါတယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေအနေနဲ့ဒီမွေးစေဝါအန္တရာယ်တွင်းတဲ့ကိုခုံမချမိစေဖို့အတွက်ဆရာဒီဗီဒီယိုလေးနဲ့သတိပေးလိုက်ပါတယ်အားလုံးပျော်ရွှင်ချမ်းမြေ့တဲ့ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ